မင်္ဂလာပါပရိသတ်ကြီးဒုက္ခကျမ်းမာရေး channel လေးရနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြပြပေးသွားမယ့်အကြောင်းအရာလေးကိုစတင်မပြပြခင်မှာဒုက္ခတစ်ခုလောက်မေးကြည့်ချင်ပါတယ်ဒုက္ခရဲ့ပရိသတ်ကြီးတွေထဲမှာလေထိုးလေအောင်မဖြစ်ဘူးတဲ့သူရှိကြပါသလားရှင်လေထိုးလေအောင်ဆိုတဲ့ပြဿနာကတော့လူတိုင်းနဲ့မစိမ့်တဲ့ပြဿနာလေးတစ်ခုလို့ထင်ပါတယ်နော်ဟုတ်ပါတယ်လူတိုင်းဒီဘက်ရဲ့ဘဝမှာအနည်းဆုံးတစ်ချိန်လောက်တော့လေထိုးတာမျိုးကြုံရဘူးမှာပါဘိုင်းအောင်ပိုက်နာဖြစ်လာပြီဆိုရင်တော့ဖြစ်ရတဲ့အကြောင်းအရာတွေထဲမှာအဖြစ်အများဆုံးကတော့လေထိုးတာကြောင့်ဖြစ်နေတတ်ပါတယ်လေထိုးလေအောင်ဖြစ်လာပြီဆိုရင်တော့ဘိုက်ထဲမှာဆွေးပြီးတော့ထိုးအောင်နေတာကလူကိုအတော်လေးခက်စေပါတယ်နော်ဒါဆိုရင်ဒီနေ့ပြပြပေးသွားမယ့်အကြောင်းအရာလေးကတော့လေထိုးလေအောင်အကြောင်းလေးပဲဖြစ်ပါတယ် Hello, welcome to Thuka Health Channel. In my channel, I will continuously share knowledge and interesting information related to health. So I invite you to subscribe and stay tuned for more updates. Thank you for listening. လေထိုးလေအောင်ကိုဘယ်အချိန်မှာခံစားရလဲဆိုလို့ရှိရင်တော့အစာဝါးစားနေတဲ့အချိန်ရေတောက်နေတဲ့အချိန်ဒါမှမဟုတ်တရွေးမြူချလိုက်တဲ့အချိန်မျိုးတွေမှာပြင်ပကလေတွေကအစာအိမ်လမ်းကြောင်းတွေကိုရောက်လာပြီးတော့ပရိသတ်ကြီးတို့ကအစာဝါးစားနေတဲ့အချိန်ရေတောက်နေတဲ့အချိန်ဒါမှမဟုတ်တရွေးမြူချလိုက်တဲ့အချိန်တွေမှာပြင်ပကလေတွေကအစာအိမ်လမ်းကြောင်းတွေကိုဝင်ရောက်လာတတ်ပါတယ်အဲ့ဒီအခါဒီလိုဝင်ရောက်လာတဲ့လေတွေကိုလေတက်ခြင်းဒါမှမဟုတ်လေလေခြင်းနဲ့အတူခန္ဓာကိုယ်ရဲ့ပြင်ပကိုပြန်ပြီးတော့ထုတ်လွှတ်လိုက်လေရှိပါတယ်။သို့ပေမဲ့လည်းအကြောင်းမျိုးကြောင့်အစာအိမ်လမ်းကြောင်းလေးကိုလေတွေအလုံးမင်းပိတ်ဆို့ဖောင်းပွားလာတဲ့အခါလေထိုးလေအားလာမျိုးကိုစပြီးတော့ခံစားရမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီလိုလေထိုးလေအောင်တွေကဘာကြောင့်ဖြစ်နိုင်သေးတာလဲ။ပဲမျိုးအာလူခောက်ဆွဲဘရိုကိုလီကြက်သွန်ပြူအစရှိရဲ့လေးပွားစေတဲ့အစားအသောက်တွေကိုများများဆဆစားသုံးမိတာနို့နဲ့နို့ထွက်ပစ္စည်းတွေမှာပါဝင်တဲ့လက်တိုးစ်နဲ့တက်မတိတ်တာမကြာခဏဝင်းချုပ်လေးရှိတဲ့သူတွေနေထိုင်စားသောက်မှုပုံစံအရပြီးကဲကိုမကြာခဏဝါနေတတ်တာမျိုးစစ်လေအတောင်များတဲ့သူတွေစိတ်ဖိစီးမှုများတဲ့သူတွေမှာလေယာဥလန်းချောင်းလေးကိုအများပြားဝင်ရောက်လာပါတယ်ဥလဲချောင်းဆိုင်ရာယောဂအခန်းရှိတဲ့သူတွေမှာလည်းလေထိုးလေအောင်ယောဂအဖြစ်များတတ်ပါတယ်။ဒါတွေကိုသက်သာဖို့အတွက်ဆိုလို့ရှိရင်တော့နံပါတ်1အနေနဲ့လမ်းလျှောက်ပါ။တက်လို့ရှာနေကြည့်ပါ။အလှူရှာနေပြီးတော့အထိုင်များတဲ့အခါမျိုးတွေမှာဥလဲချောင်းကလေကြီးကစုပြုံလာပြီးတော့အပြင်မထွက်နိုင်တော့တဲ့အခါလေထိုးတာမျိုးဖြစ်စေတတ်ပါတယ်။အထူးသဖြင့်အစာစားပြီးတဲ့အချိန်တွေမှာဆိုရင်ပိုပြီးတော့လမ်းကိုပုံမှန်လေးလျှောက်ပေးတင်ပါတယ်။အစားတောက်ပုံစံကိုလည်းပြောင်းလဲကြည့်လိုက်လို့ရပါတယ်။လေပေါ်တာကအစာချေစနစ်ချွတ်ရည်မှုကြောင့်လည်းဖြစ်တတ်ပါတယ်။အစာချေနေတဲ့အချိန်မှာဥလန်းချောင်းက gas တွေကိုထုတ်လွှတ်ပေးပါတယ်။တချို့အစားတောက်တွေမှာဆိုရင်အစာရင်းနဲ့ဥသိမ်းမှာမချေဖြတ်နိုင်မင်းနဲ့ဥမာကြီးတွေကိုရသွားတဲ့အခါဥမာကြီးကပိုးမွှားတွေနဲ့ပေါင်းပြီးတော့ gas တွေကိုအများပြားထုတ်လွှတ်လိုက်ပါတယ်။အဲ့ဒီအခါလေတွေစုပြုံလာပြီးတော့လေထိုးလေအောင်ခြင်းကိုစပြီးတော့ခံစားရနိုင်ပါတယ်။ဒါကြောင့်ကိုစားနေတဲ့အစားအသောက်တွေမှာဘယ်အရာကိုစားသုံးပြီးရင်လေထိုးလေအောင်ဖြစ်စေတတ်တယ်လဲဆိုတာလေးတွေကိုမှတ်သားထားပြီးတော့ရှောင်ကြံလိုက်လို့ရပါတယ်။အများအားဖြင့်ဟင်းသီးဟင်းရွက်အချို့ဥပမာပဲတီနို့နဲ့နို့ထွက်ပစ္စည်းတွေမှာလည်းအဖြစ်များတတ်ပါတယ်။လေထိုးလေအောင်ဖြစ်နေတဲ့နေရာကိုအသားရနှိမ့်နေပေးလိုက်ပါ။နှိမ့်နေပေးလိုက်တဲ့အခါမှာသွေးလက်ပုံမှုကကောင်းသွားစေပြီးတော့လေလိုက်တဲ့အခါလေထိုးတာကိုလည်းသက်သာစေနိုင်ပါတယ်။ဆေးဘက်ဝင်အပင်တွေဖြစ်တဲ့ကရဝေးရွက်နနွေးစမုံစပါနနန်းပင်အဆရှိတာတွေကိုရင်သွေးလေးနဲ့ဖြောပြီးတော့တောက်ပေးရင်လည်းလေထိုးတာကိုသက်သာစေပါတယ်။အပက်ဗနီကစတီးစုံတစ်စုံစာကိုရေတခံခွက်နဲ့ရောပြီးတောက်ပေးတာမျိုးနောက်တစ်ခါဘေကင်ဆိုဒါစွန်းတစ်ဝက်ကိုရေတခံခွက်နဲ့ရောပြီးတောက်ပေးတာမျိုးပူစီနံဖြောရည်သို့မဟုတ်ပူစီနံတစ်ဖက်ရည်ကိုတောက်ပေးတာမျိုးကလည်းလေထိုးလေရောက်ဖြစ်စေတာကိုသက်သာစေပါတယ်နော်။လေထိုးလေအောင်ခြင်းကိုကာကွယ်ဖို့အတွက်ဆေးဝါးတွေမှာဆိုလို့ရှိရင်တော့ဥလန်းချောင်းနဲ့မှာစုပြုံနေတဲ့ gas bubble တွေကိုချစ်ပြနိုင်တဲ့ရှိတဲ့ဆေးဝါးတွေကိုတောက်သုံးပေးလို့ရပါတယ်။ဒီဆေးဝါးလေးတွေကလေထိုးလေအောင်ဖြစ်စေခြင်းကိုသက်သာစေနိုင်ပါတယ်။နို့နဲ့နို့ထွက်ပစ္စည်းတွေမှာပါဝင်တဲ့ lactose နဲ့ဓာတ်မတည့်တဲ့သူတွေအနေနဲ့ကတော့လေထိုးလေအောင်မဖြစ်အောင်ဘယ်လိုမျိုးကာကွယ်နေထိုင်ကြမလဲ။ရေထဲပြည့်ဝအောင်အရှိကိုမများတောက်ပေးမယ်။ gas ပါတဲ့အချိုရည်ကိုရှောင်ကျဉ်မယ်။ဆေးကြောပေါင်နဲ့မုတ်ပေးသည့်ဆောင်ယူမစားဘဲနဲ့ကြာရှည်ဝါရတဲ့ပီကဲကုန်းရအဆက်ရှိတာတွေကိုလည်းရှောင်ပေးလို့ရပါတယ်။
အစားစားပြီးရဲ့နောက်ပိုင်းခန္ဓာကိုယ်ကိုလှုပ်ရှားမှုနေငယ်ပြုလုပ်ပေးပါလမ်းပုံနဲ့ရှောင်ပေးပါဒီလိုမျိုးလေးတွေပြုလုပ်ပေးခြင်းအပြင်ကိုယ့်ရဲ့ကျန်းမာရေးကိုတက်တာလာအောင်ကာကွယ်ပေးလို့ရပါတယ်နော်ဒုက္ခကိုပြပြပေးခဲ့တဲ့အကြောင်းအရာလေးတွေကပရိသတ်ကြီးတို့အတွက်အကျိုးဆောင်တရားတစ်ခုရှိခဲ့မယ်ဆိုလို့ရှိရင်တော့ဒုက္ခကအတော်လေးကိုဝန်တာနေမိမှာဖြစ်ပါတယ်အသေးသေးသောဗီဒီယိုလေးတွေကိုနားဆင်နိုင်မှုအတွက်ဒုက္ခတွေရဲ့ channel လေးကို like and subscribe လုပ်ပေးထားပါအောင်နော်တကယ်ချင်းတွေရဲ့မိတ်ဆွေတွေနားဆင်နိုင်မှုအတွက်လည်းဒီဗီဒီယိုလေးကို share ပေးကြနိုင်ပါတယ်ရှင်